ဒူးနာခါနာတဲ့ကစတမာတွေအတွက်အလွှာမြင့်မတက်ချင်တဲ့ကစတမာတွေအတွက်ပထမထက်ခန်းလေးလာပါပြီရှင်ဒီခန်းလေးကတော့12ပေခွဲ50ရှိပြီးတော့ဝင်ချင်းမှာပဲ TV စင်လေးပါတယ်ဆိုဖာစတီအသစ်ဆက်တွေကိုထည့်ပေးထားတယ်မီလုံးမီဆိုင်ကတော့လုံးဝကို share ပြင်ဆင်ပေးထားပါတယ်ရှင် AC လေးလည်းပါမယ်အိတ်ခန်းလေးလည်းကျယ်တယ်ရှောက်လန်းလေးလည်းကျယ်တယ်အိတ်ခန်းတစ်ခန်းပါပါမယ်ရှင်ဘေးမှာဆိုလို့ရှိရင်လည်းကိုရီးယားလိုက်ကအလှတွေကိုထည့်ပေးထားတယ်အိတ်ခန်းထဲမှာဆိုလို့ရှိရင်လည်းမှန်တင်ခုံအလှတွေနေရန်ကတ်အလှတွေမီလုံးမီဆိုင်အလှတွေနဲ့ကိုတေချာလေးကိုလုပ်ပေးထားပါတယ်ရှင်ကချင်ကန်းနဲ့ဝင်လိုက်ပြီဆိုလို့ရှိရင်လည်းကြွေပြားတွေခင်းထားတယ်ရေချိုးကိုင်းတောင်ပူတိုင်းပေးစင်လေးလည်းပါပါမယ်ရှင်ကချင်ကောင်တာတွေပါတယ်ကချင်ကက်ဘိနက်တွေလည်းပါပါမယ်ရှင်location အနေနဲ့ကလည်းသင်္ကန်းကျွန်းမြို့နယ်ငမိုးရိပ်6လမ်းမှာရှိတဲ့အခန်းလေးပဲဖြစ်ပါတယ်ရှင်အခန်းလေးကိုလည်း share ပြင်ဆင်ပေးထားတယ်ပထမထက်အခန်းလေးလည်းဖြစ်ပါတယ်ဒီခန်းလေးကတော့လူနေရအစိမ်းပိုလေးဖြစ်ပြီးတော့သူ့ရဲ့ခေါ်စီလေးကတော့1460ညှိနှိုင်းလေးပဲဖြစ်ပါတယ်ရှင်လုံးဝ share မိမိုက်နေတာအောင်မှလိုချင်တယ်ဆိုလို့ရှိရင်တော့ဒီခန်းလေးရှိပါမယ်ရှင်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်